ကြော်မှာစာပြီးတော့ရိုက်ထားတဲ့ဗီဒီယိုလေးပါဒူမော်လေးကို6လကြော်တာနဲ့ဘေဘီဘောကလေးချေကိုစာပြီးတော့ထည့်ပါတယ်ဒူမော်လေးကလည်းခြေထောက်တင်နဲ့မားလေးထည့်မှာပါတယ်ပေါ့နော်သူကဘေဘီဘောကလေးကိုစာထည့်လို့ပထမတစ်ရက်နေ့ကတော့သူအရင်ကြောက်တယ်ဒါပေမဲ့သူလမ်းကိုကောင်းရှောက်ချင်ဘူးသူထိုင်နေနောက်3ရက်လောက်မြောက်မှာသူပကံလေးကိုစီးတက်နေပြီဒါတော့ဘေဘီဘောကလေးကိုပြီးပြီးတော့ကြော်လောက်ရှိတဲ့ချင်းလေးလေးပါဟုတ်တယ်ရှိတော့တော့ကြောက်တော့ပါဘူးနည်းနည်းလေးအရာနဲ့မနာဘူးလိုက်ပြီးတော့ဆွဲချတက်နေပါပြီဒါတော့မြို့နေလူတော့ဝမ်းသာအားရနဲ့ပြေးလာတဲ့ပုံလေးပါဒီလိုမျိုးတမီးဒီလိုမျိုးကိုပတ်ပြီးတော့လိုက်နေပါတယ်အရာကိုချစ်ဖို့ကောင်းပါတယ်ဒီပစုလေးအိမ်မှာဒူမော်လေးနဲ့မင်းနဲ့ရတဲ့ပဲရှိပါတယ်ဒီရတော့လို့တာတယ်ပေါ့နော်အခုကတော့မနေ့ပိုင်းဒီမမအိတ်ခင်လေးမှာပြီးဆက်ထားတာပါသူမနေ့စာချီတာနဲ့အဲ့လိုမျိုးဆော်ပါတယ်ခဏကြီးကြောက်နိုင်ကြနေလို့ဆိုပြီးတော့ပြတာတော့မကြိုက်ဘူးရှောက်ပြီးလာပေါ့နော်ဒီလိုမျိုးမှာပြစ်ထားမှာမဟုတ်ပါဘူးမနေ့ခင်လေးဆိုတော့သူတိုက်တောင်းပြီးတက်နေရအောင်ခထားတာပါအားရှိအောင်ကြကြလာစိတ်ကလေးကိုမြင်ရအောင်ဒီခိုင်းလေးပါချစ်စနာလေးရှိမှလည်းဒီစိတ်ကြိုက်စိတ်ကစားရပါတယ်ဒူရီမော်လေးကလေကစားကိုမှတ်တာ9လ6လအဲ့ဒီထဲကိုရောက်ကြတဲ့သူကစားကိုတော်တော်လေးကိုမှတ်နေပြီသူတွေ့တာတွေကိုလိုက်ဆွဲတက်နေပြီဒါတော့တနေ့ဒူရီမော်တနေ့တမျိုးမျိုးရအောင်ဆော့ထားတဲ့ဗီဒီယိုဖိုင်လေးပါမတော်တဲ့နဲ့ရှောက်သွားနေတယ်မမေစီကိုလိုက်နေတယ်မမေလိုက်နေတာကိုလိုက်ကြည့်နေတာပါဗီဒီယိုလေးကတော့ပါပဲဘိုင်ဘိုင်နောက်ဗီဒီယိုကြိုက်လေဒူရီမော်လေးတနေ့ဘယ်လိုလှုပ်ရှားမှုတွေလုပ်တယ်ဆိုတာကိုပြပေးပါမယ်ဘိုင်ဘိုင်အားလုံးချစ်တယ်နော် I love you